အားလုံးပဲမင်္ဂလာပါမင်းတော်ဆော်လီမှာကျူဆိုပါတယ်ရေကူးအင်္ဂလိပ်ဆိုရင်တော့ကျွန်တော်တို့မြောက်ကလာထောက်မဲ့ရက်ွက်ခေမာ9လဲမှာရှိရဲကျွန်တော်တို့မျက်နှာဝဒီ6ပေနောက်50နှစ်ထပ်အင်္ဂလိပ်ဖြစ်ပါတယ်အင်္ဂလိပ်ဆိုရင်ကျွန်တော်တို့ရေမီးစေးကျွန်တော်မျက်နှာကျတော့မပါဘူးချွေပြားပါတဲ့အင်္ဂလိပ်ဖြစ်ပါတယ်အရင်ချွေပြားမပါကြိုက်ဟိုမျက်နှာကျမပါကြိုက်တဲ့ကိုလည်းကျွန်တော်တို့ဒီမျိုးစီနာပေးပါတယ်ဒီမှာတော့ကျွန်တော်တို့ကျွန်းတကားတုံးလာတယ်ဒီကျွန်းတကားတွေကတော့အရှင်နဲ့ကျွန်တော်တို့တိုင်ပင်ပြီးတော့ထပ်တိုးလိုက်ပြီးနဲ့ကျွန်တော်တို့အားလုပ်ထားတာပါရိုးစေတော့ကျွန်တော်မီးမလာသေးဘူးမီးလာရင်လည်းကျွန်တော်ထပ်ပြီးတော့ဒီပလာလုံးနဲ့ထည့်ပြီးပါမယ်အောက်ထပ်မှာတော့အိတ်ကတစ်ခက်မရှိပါမယ်အိတ်ခမ်းလေးပါပြီးရင်ကျွန်တော်တို့မီးဘုတ်ကုန်ရှိမယ်ဘေးစင်ရှိမယ်ယောဂအင်နာတွေတော့ချွေပြကျွန်တော်အမြင်နဲ့ကတ်ထားတယ်ဒါနောက်ခွေးမှာတော့ထပ်တိုးလုပ်ထားတာပါဒါနောက်ခွေးခြံတီကိုထပ်တိုးပြီးတော့လုပ်ထားတာပါစပိတ်ကန်တော့ဒီမှာပါပြီးရင်ကျွန်တော်တို့ဘိုးတိုင်းရှိမယ်တကားဟိုခုနောက်ပိုင်းရှင်ကအတွင်းလေးဒီလိုမျိုးအတွင်းအပြင်ဖွင့်မကြိုက်ရင်ပေါ့လေအဲ့တော့နှစ်ချက်ဖွင့်လေးကိုရင်ခွဲလေးနဲ့တော့လုပ်ထားပြီးပါတယ်ချွေပြားတွေကတော့အရှင်စိတ်တိုင်းကြပဲကျွန်တော်ကတ်ထားပါတယ်တန်ရှင်းတော့မလို့သေးပါဘူးဒါပေါ်လက်တမက်လီကားလေးပါဘော်ရဲမှာဖျားကြောင်းလေးရှိပါမယ်ဒါကတော့ကျွန်တော်ပြရမယ့်ဝန်တာလေးပဲဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့မဆလာဘရုံးပါမယ်ကျွန်တော်တို့ဒီမဆလာဘရုံးရဲ့ယူမိုက်နာတွေမှာဆိုရင်ကျွန်တော်တို့ဒီပုံမှန်တုံးတဲ့ဒါတွေမျိုးသုံးမိထားတယ်ချွေပြားတွေကိုအမြင့်တိထပ်ထူးကတ်ထားပါတယ်ဒါကအပေါ်ထက်မဲ့ဝန်နာလေးပဲဖြစ်ပါတယ်စားလို့အများကြီးထဲမှာယုံကြည်စွာအလုပ်အနံတော့အရှင်မိသားစုထူးကျေးဇူးတင်ပါတယ်ခင်ဗျာအလုပ်ကအလုံးနဲ့အဆင်ပြေပါစေလို့ဆုတောင်းပေးပါရစေကျွန်တော်တို့နဲ့အိမ်ဆက်ဖို့တော့ကိုအချိန်နေကြာကြီးစောက်ကြည့်တယ်လေးလာတယ်ဟုတ်လားနောက်ဆုံးကျွန်တော်တို့အလုပ်အနံတို့ကိုလည်းအထူးကျေးဇူးတင်ပါတယ်ခင်ဗျာဒီကျမကလည်းအလုံးအဆင်ပြေပါစေဆုတောင်းပေးပါရစေယခုအိမ်ရဲ့တန်ဖိုးအားဆိုရင်တော့996သိန်းပါရေမီးစိတ်ကြည်ပြားပါပါတယ်ကျွန်တော်တို့6ပေကျွန်တော်တို့ဒီ50နှစ်ထပ်မိုးဆက်လက်လေးပဲဖြစ်ပါတယ်ကြာချိန်ကတော့ကျွန်တော်အချိန်လေးရကြပါတယ်ဒီလိုမျိုးစောက်မယ်ဆိုရင်တော့စက္ကန့်ဖုန်းနံပါတ်ကတော့940 890 190ပဲဖြစ်ပါတယ်ခုနကတည်းကအလုံးအကျဉ်းတရားအင်္ဂလုံးပတ်ဆိုင်နေမှာဆိုဆုတောင်းပေးပါတယ်ကျွန်တော်တို့မျိုးစောက်တောင်းရင်ဝေထုံးမဲ့ဖြစ်ပါတယ်